အားလုံးပဲမင်္ဂလာပါအိမ်ဝယ်ဖို့အိမ်အကျွေးလျှောက်တဲ့အချိန်မှာဘောင်တွားပြီးတော့အိမ်အကျွေးလျှောက်တဲ့အချိန်မှာလူချင်းမျိုးတို့ရနိုင်တဲ့ခွင့်အရေးတချို့လေးဒီဗီဒီယိုထဲကနေမျှဝေပေးချင်ပါတယ်နံပါတ်1ကျွန်တော်လောက်တဲ့ဘဏ်မှာအိမ်အကျွေးလျှောက်မဲ့ solution လေခုလောဆယ်လူချင်းမျိုးတို့9000ကနေ9000ကြားပိုက်ဆံအနေနဲ့ပြန်လဲကူညီပေးလို့ရတယ်နော်ဒီ9000နဲ့9000ကြားကဘယ်နေရာမှာအသုံးပြုနိုင်လဲဆိုတော့ closing cost ထဲမှာပြန်လဲပြီးတော့အသုံးပြုနိုင်ရဲ့နံပါတ်2လူချင်းမျိုးတို့အိမ်မြန်ဆန်းဆန်းဝယ်ချင်တဲ့ solution တော့ကျွန်တော်အခုလောဆယ်ကျွန်တော်ဗာနဲ့မှာ solution တော့3ပတ်နဲ့အစနေဆုံးထိ PC လောက်ပေးလို့ရတယ်နော်ကြာဆုံးမှ3ပတ်ပဲနံပါတ်3ချက်အခုလောဆယ်ကျွန်တော်လောက်တဲ့ဗာမှာအိမ်ဝယ်ဖို့ပိုက်ဆံချေးမဲ့ solution တော့ appraiser credit ဆိုတာရှိတယ်နော်ကျွန်တော်လောက်တဲ့ဗာမှာအိမ်ဝယ်ဖို့ငွေချေးမဲ့ပိုက်ဆံချေးမဲ့ solution တော့ခုလောဆယ်900ကနေ900ကြားလူချင်းမိတို့ကိုအခမဲ့ပဲကူညီပေးတယ်နော်အတူချုံအနေနဲ့ပြောပြပေးမယ်နံပါတ်1 3ပတ်နဲ့ PC လောက်ပေးလို့ရတယ်နံပါတ်2အချက်ကျွန်တော်ဘဏ်ကနေ9000ကနေ9000အထိလူချင်းမျိုးတို့ကို closing cost နဲ့ပြန်လဲကူညီပေးလို့ရတယ်နံပါတ်3ချက်ခါကျတော့ appraiser credit ရှိတယ်နော်ကျွန်တော်က Houston Texas မှာခြေစိုက်တဲ့ loan officer ဆိုပေမဲ့လို့လဲလူချင်းမျိုးတို့ဘယ်ပြည်နယ်ဘယ်မြို့မှာအနေနဲ့ကူညီပေးလို့ရပါတယ်